Grade 5 2024-25ပညာသင်နှစ်ရဲ့နမူနာမေးခွန်းပုံစံသင်ရှာနဲ့ပတ်သက်ပြီးတော့နံပါတ်တန်မေးခွန်းလေးတွေကိုရှင်းလင်းပေးမှာဖြစ်ပါတယ်။ပုံစံနံပါတ်1မှာ1လီတာတွင်ကွက်လက်ကူပါစင်တီမီတာရှိသည်။ဒါဆိုရင်ကျောင်းသားအများစုကဘာကိုသိရမှာလဲဆိုရင်လီတာနဲ့ကူပါစင်တီမီတာရဲ့ဆက်သွယ်ချက်ကိုသိရမှာဖြစ်ပါတယ်။လီတာနဲ့ကူပါစင်တီမီတာဆက်သွယ်ချက်ကိုသိခြင်းရင်Grade 5 သင်ရှာ test ဖို့ရဲ့စာမျက်နှာ29ကဥပမာရှောက်ကလေးပု္ပ္ပစာကိုသိရင်ရပါပြီဒီပု္ပ္ပစာလေးမှာတော့ဒါလေးကခွက်ကလေးတစ်ခုပါအနားဆောင်တစ်ဖက်မှာ10စင်တီမီတာရှိတဲ့10စင်တီမီတာရှိတဲ့1လီတာဝင်တဲ့ကူပါပုံခွက်ကလေးတစ်ခုဖြစ်ပါတယ်ဒီခွက်ကလေးဆိုရင်ဒီခွက်ကလေးရဲ့အရေးပမာဏက1လီတာဆန့်တာဖြစ်ပါတယ်နားဆောင်တစ်ဖက်မှာ10စင်တီမီတာရှိတာဖြစ်တဲ့အတွက်ဒီပုံလေးရဲ့ဒုတယ်ကိုရှာမယ်ဆိုရင်အနားဆောင်3ခုအမြောက်မှာဖြစ်ပါတယ်10အမြောက်10အမြောက်10ဖြစ်တဲ့အတွက်သူ့ရဲ့ဒုတယ်က1000ကူပါစင်တီမီတာဖြစ်ပါတယ်ဒီခွက်လေးကတော့ဘယ်လောက်ဝင်တာလဲဆိုရင်အရေးပမာဏအနေနဲ့ဆိုရင်1လီတာဝင်ဆန့်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့1လီတာမှာလီတာနဲ့ကူပါစင်တီမီတာရဲ့ဆက်သွယ်ချက်က1လီတာမှာ1000ကူပါစင်တီမီတာဖြစ်ပါတယ်ဒီပုံလေးကိုလည်းနားလည်မယ်ဒီဆက်သွယ်ချက်လေးကိုလည်းသိမယ်ဆိုရင်နံပါတ်1ပု္ပ္ပစာကိုအခက်အခဲမရှိပဲကျောင်းသားအများစုအဖြေဆိုနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနံပါတ်1လီတာတွင်ကွက်လက်ကူပါစင်တီမီတာရှိသည်ဆိုတဲ့ပု္ပ္ပစာရဲ့အဖြေကနံပါတ်ကနဲ့1000ကူပါစင်တီမီတာဖြစ်ပါတယ်ပု္ပ္ပစာနံပါတ်2မှာတော့1.3အမြောက်1.4ရဲ့အဖြေမှာကွက်လက်ဖြစ်သည်ဒသမကိန်း1.3နဲ့ဒသမကိန်း1.4ကိုမြောက်ပြီးရရှိလာတဲ့အဖြေကိုမေးတာဖြစ်ပါတယ်ဒီပု္ပ္ပစာနဲ့ပတ်သက်ပြီးတော့ဗာလေးတွေသိနိုင်လဲဆိုရင်1.3က1.3ကို2.4နဲ့မြောက်တယ်ဆိုတာ73ကို24နဲ့မြောက်တာနဲ့အတူတူပါပဲ73ကို24နဲ့မြောက်ရင်310နဲ့ပါဘာကြောင့်310နဲ့ရလဲဆိုရင်73ကို24နဲ့မြောက်တယ်ဆိုတာ24ဆယ်လီရဲ့24 3လီရဲ့ကိုပေါင်းလိုက်တာပါ24ဆယ်လီ240ဆိုတာကျောင်းသားအများစုသိပါတယ်24 3လီ80နှစ်ဆိုတာလည်းသိပါတယ်ဒါကြောင့်မလို့ဒီနှစ်ခုကိုပေါင်းလိုက်ရင်310နှစ်ပါ310နှစ်ကိုမှဒသမ2နေရာဖြတ်လိုက်တော့3.1နှစ်ဖြစ်ပါတယ်3.1နှစ်ဖြစ်ပါတယ်ဒါကြောင့်မလို့ပု္ပ္ပစာနံပါတ်2ရဲ့အဖြေက3.1နှစ်ဖြစ်ပါတယ်နံပါတ်ခါဝေပါ3.1နှစ်ပါပု္ပ္ပစာနံပါတ်3မှာလည်းလားတူပါပဲ2.5နဲ့3.14တို့ရဲ့မြောက်လက်ကိုမေးတာဖြစ်ပါတယ်ဒီမှာလည်းလားတူပါပဲ2.5နဲ့3.14ကိုမြောက်တယ်ဆိုတာ25ကို14နဲ့မြောက်တယ်နဲ့အတူတူပါပဲ25ကို14နဲ့မြောက်တယ်ဆိုတာ25ကို10နဲ့မြောက်ပြီးတော့25ကို4နဲ့မြောက်ပြီးပေါင်းပြီးလိုက်ရင်350ရမှာဖြစ်ပါတယ်အဲ့ဒီ350ကိုမှ